ဖတ်ရန်ဓမ္မဟောင်းကျမ်းစာတော်မြတ်မှာသုတ်တန်ကျမ်းအခန်းကြီး3အခန်းငယ်1မှ7တိုင်ငါသားငါပြီးသောတရားကိုမမေ့နှင့်ငါပညတ်တို့ကိုသင်၏နှလုံးဆောင်လျှောက်ပါစေကြောင့်မူကားပညတ်တရားသည်အသက်တာရှိသောကာလနှစ်ပေါင်းများစွာကို၎င်းငြိမ်ဝှက်ခြင်းကို၎င်းတိုးပွားစေလိမ့်မည်ကရုဏာတရားနှင့်တစ္ဆာတရားကိုသင်နှင့်မကွာစေနှင့်ထိုတရားတို့ကိုသင်၏လယ်ဘေး၌ဆွဲထားလော့နှလုံးအင်းစင်း၌ရေးသွင်းလော့ထိုတို့ပြုလျင်ဖျားသခင်ရှေလူတို့ရှိမှမျက်နာရ၍ကျေးဇူးကိုခံရလိမ့်မည်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလော့ကိုညံကိုအမိမပြုနှင့်သွားလေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလျော့တို့ပြုလျင်သင်၏လမ်းခီးတို့ကိုပဲ့ပြင်တော်မူမည်ငါသည်ပညာရှိ၏ဟုကိုမထင်နှင့်ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်လော့တို့ပြုလျင်သင်၏အကျော်တို့သည်အာတန်၍အယိုးတို့သည်ခြေစီနှင့်ပြည့်စုံကြလိမ့်မည်သင်သည်ကိုယ်ဥစ္စာနှင့်အူးသီးသောအသီးအနှံရှိသမျှကိုထာဝရဘုရားအားပူဇော်လော့တို့ပြုလျင်သင်၏စပကြီးတို့သည်ကျွယ်ဝ၍စပစ်သီးနေရာတစားတို့သည်အသစ်သောစပစ်ရည်ရှံလိမ့်မည်ငါသားထာဝရဘုရားဆုံးမတော်မူခြင်းကိုမမက်ဖဲမနေနှင့်သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်စေနှင့်ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၏နှစ်သက်တော်မူသောသူကိုဆုံးမတော်မူတတ်၏ဤသည်ကားထာဝရဘုရားနှုတ်ကပတ်တော်ပေတည်းဖတ်ရန်ဓမ္မသစ်ကျမ်းစာတော်မြတ်မှာရှယာကုပ်ဩဝါဒစာအခန်းကြီး1အခန်းငယ်2မှ8တိုင်ငါညီအကိုတို့သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တီးခံခြင်းကိုပွားစေတတ်သည်ဟုသိမှတ်လျက်အထူးထူးအပြားပြားဆုံရှမ်းနှောက်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတသက်ဖြစ်သည်ဟုမှတ်ကြလော့သင်တို့သည်အလျင်းမချို့တဲ့ပဲစိတ်ဆက်ဆုံးလင်မည်အကြောင်းတီးခံခြင်းစိတ်သည်အကုန်အစင်ပြုပြင်ပါစေသင်တို့တွင်တစုံတစ်ယောက်သောသူသည်ပညာကိုလိုလျင်ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူပဲခတ်သိမ်းသောသူတို့အားစေတနာစိတ်နှင့်ပေးသနာတော်မူသောဖျားကိုတောင်းစေတောင်းလျင်ရကြလိမ့်မည်တို့ရာတွင်တွေးတောခြင်းမရှိပဲယုံကြည်သောစိတ်နှင့်တောင်းရမည်တွေးတောခြင်းရှိသောသူသည်ကလေခက်၍လှုပ်ရှားတတ်သောလှိုင်းတဘိုးနှင့်တူ၏ထို့သောသောသူသည်စိတ်နှခွရှိသောသူပြုလေသမျှတို့၌မတည်ကြည်သောသူဖြစ်၍ထာဝရဘုရား၏လက်တော်မှတစုံတစ်ခုကိုရမည်ဟုမထင်မမှတ်စေနှင့်ဤသည်ကားထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်း